ရိုသေစွာမေးလျှောက်ခွင့်ပြုပါဖေဟာသပင်သည်တွေတီးတန့်ကြတဲ့ငရဲဆိုတဲ့အကြောင်းရှင်းပြပေးပါဦးဖေဟာတဲ့တန်ယုတ်တနှိပ်တဲ့သဂါထာဝကတန်ယုတ်ပါဠိတော်ဂါမဏိတန်ယုတ်တာလပုဒ္ဒတုတ်မှာတာလပုဒ္ဒအမိရှိတဲ့သပင်သည်ကြီးကမြတ်စွာဘုရားကိုမေးလျှောက်တဲ့အတွက်ကချေတဲ့သပင်သည်တွေသိရင်ပဟာတငရဲကိုကြနိုင်ကြောင်းဟောကြားထားတာရှိပါတယ်ပဟာတငရဲဆိုတာကတိချာရှိတဲ့ငရဲဘုံမဟုတ်ပါဘူးအဝိဇ္ဇိငရဲမှာပဲရှိတာပါအဝိဇ္ဇိငရဲရဲ့ထောင်းတနေရာတစ်ခုမှာကချေတဲ့သပင်သည်တွေတိတန့်ခံစားရတဲ့နေရာကိုပဲပဟာတငရဲလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်မြတ်စွာဘုရားကပင်စာနန္ဒရိယကံ၅ပါးကလွဲသွားရင်ကျန်တဲ့အကုသိုလ်ကံအလုံးကိုတေချာပေါက်ခံစားရမယ်လို့မဟုတ်ပါဘူးနော်အကျိုးပေးခွင့်သာရင်ခံစားရမယ်အကျိုးပေးခွင့်မသာရင်မခံစားရဘူးလို့ဟောပါတယ်ပင်စာနန္ဒရိယကံ၅ပါးကတော့ကျူးလွန်ထားမယ်ဆိုရင်တေလွန်တဲ့အခါမှာတေချာပေါက်ငရဲမှာခံစားရမှာဖြစ်ပါတယ်ကျန်တဲ့ကံတွေကတော့အကျိုးပေးခွင့်သာရင်ခံစားရမယ်အကျိုးပေးခွင့်မသာရင်မခံစားရပါဘူးအကုသိုလ်ကံတိုင်းဟာတေချာပေါက်ခံစားရမယ်ဆိုရင်လူဘဝဆိုတာရှိလာမှာမဟုတ်ပါဘူးနော်တို့ပင်မဲ့ကရာခုံတာတရုတ်ဆောင်တာမျိုးမဟုတ်ပဲတပည့်တော်ကအတီးမြမဆိုင်ဝိုင်းတီးတဲ့သူပါဖရာတရားသချင်းလောက်ပဲတီးတဲ့သူပါဖရာဒီလိုမျိုးဆိုရင်ရောဘယ်လိုအကျိုးသက်ရောက်မှုရှိပါသလဲဖြေကြားပေးတော်မူပါဦးဖရာတဲ့ပူဇော်တဲ့အနေနဲ့တီဆိုတာတို့တိမုတ်တာမျိုးတွေကတော့အကုသိုလ်မဖြစ်ဘူးကုသိုလ်ပဲရတယ်နော်မြတ်စွာဘုရားဖရာဖြစ်ပြီးလို့မာနမင်းကိုအောင်ပြီးတဲ့နောက်မှာပင်စတိခနတ်သားဟာစောင်းပြီးတော့ဖျားရှင်ရဲ့ဂုဏ်တော်တွေကိုတိကျူးဖွဲ့ဆို၍ပူဇော်တယ်လို့ဆိုတယ်။အဲ့ဒီခါမှာမြတ်စွာဘုရားကအေးပင်စတိခမင်းရဲ့အတီးနဲ့မင်းရဲ့အဆိုကတော့အိုက်ဖက်ပါပြီတယ်လို့ချီးမွမ်းတော်မူပါတယ်နော်။ဒါကြောင့်ပူဇော်တဲ့အနေနဲ့တီဆိုတာတို့တိမှုတ်တာမျိုးတွေကတော့လုပ်ကောင်းပါတယ်နော်။အကုသို့မဖြစ်ပါဘူး။